တက်ပြီးတော့ဘယ်တော့မှပြန်ထွက်မလာတော့တဲ့ငွေတယောက်တခြားဒီပြန်မေးဆွဲတဲ့အမှုတွေတို့လူပြောသွားတဲ့အမှုတွေကိုကြားဘူးကောင်းကြောင်းမှာပါဒါပေမဲ့ဒီအမှုကကျတော့အိမ်သာသွားနေရင်လည်းပျောက်သွားတဲ့အမှုဒါပေမဲ့စတီဗင်ပျောက်သွားတဲ့ကိစ္စကလုံးဝကိုယုတ်တိမရှိပါဘူးဘာလဲဆိုရင်စတီဗင်ကအရက်6ပေနဲ့3လက်မှရှိပြီးတော့သူ့ဘုတ်တူတရားကိုပြောင်းအောင်လုပ်ဖို့ဆိုတာမျိုးကလုံးဝခင်းတဲ့ကိစ္စတစ်ခုပါပဲကိစ္စကဘာလို့လဲသွားလဲဆိုလို့ရှိရင်ဒီအမှုကိစ္စတစ်ခုလုံးကိုလူသတ်မှုကိစ္စအဖြစ်ပါအမှုဖွင့်ပြီးရဲတွေကဆက်ပြီးတော့ဆွမ်းစစ်လိုက်ရပါတယ်ဒါပေမဲ့2020ခုနှစ်မှာတော့စတီဗင်ရဲ့အဖေနဲ့အမေကိုလူသတ်မှုရဲ့ဒီတန်တရားရှိသူအဖြစ်ရဲတွေကနေပြီးတော့ဖမ်းဆီးထုတ်လိုက်ပါတယ်အဲ့နဲ့စတီဗင်ရဲ့အဖေနဲ့အမေကကျတော့ဒီသူတို့ကိုပေါ့နော်သူတို့သားလေးကိုတတ်တဲ့ဥစ္စာကိုသူတို့ဆွဆွရလာဆိုပြီးတော့သူတို့ကအသက်80အရွယ်ဖြစ်ပြီးတော့ငိုကြွေးကြဒါပေမဲ့ဒီဆောင်းဆက်မှုတစ်ချောင်းမှာအရန်ကိုစိတ်ဝင်စားတာကောင်းတဲ့ fact တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒါဘာလဲဆိုရင်1999ခုနှစ်မှာအမည်မသိတဲ့စာရေးဆရာတောက်ကနေပြီးတော့ဒီစတီဗင်ကိုပေါ့နော်ဒီကမ်းခြေအင်တာနက်မှာမဟုတ်ဘဲနဲ့ဒီအမေရိကန်မှာရှိတဲ့ဒီနေရာတနေရာကနေဒီမြောက်ဘက်ခြမ်းမှာစတီဗင်ကိုထွက်လာတာကိုမြင်နိုင်ရတယ်လို့တယောက်ကပြောပါတယ်ရှင်ဆိုလို့ရှိရင်ကမ်းခြေအင်တာမှာပျောက်သွားတယ်ဆိုရဲဒီစတီဗင်ရဲ့အမေရဲ့ဖွင့်ရချက်ကတော့တန်တရားရှိစေရပါတယ်ဒါလေးကတော့ယနေ့ဒီတိုင်းဒီအမေရိကန်နိုင်ငံမှာဖြည့်ရှင်းလို့မရနိုင်တဲ့ဒီလူပြောက်သွားတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်ရှင်အခုကြည့်နေတဲ့သူတွေရောဘယ်လိုထင်ကြတာလဲတကယ်ပဲစတီဗင်အမေတို့အဖေတို့ကတန်ညာရှိသူတွေပဲဖြစ်နေကြတာလားဒါမှမဟုတ်စတီဗင်ကိုတခြားပြင်မလူကပဲဖန်ဆီးသွားတာလားဆိုတာကိုပြောပြခဲ့ကြပါဦး